အလိုလှည့်ရင်နဲ့စိတ်မကောင်းဖွယ်ဖြစ်ရတဲ့တိမ်ပါသွားရတဲ့ကြောက်စဲကဆင်လေးရဲ့ဖြစ်ရနွေရာသီဆိုတာကပွင့်လင်းရာသီဖြစ်တယ်လို့ကျောင်းတွေပိတ်ကြတဲ့အားလက်ချိန်ရာသီတစ်ခုဖြစ်တာကြောင့်မိဘတွေကသားသမီးတွေကိုရှင်ပြုနာတာအလှတော်မင်္ဂလာတွေကျင်းပတတ်ကြတာအစင်လာတစ်ခုပါပဲဒီဘက်ခေတ်မှာဆိုရင်အလိုလှည့်တာတွေကချဲ့ကားပြီးဖျော်ဖြေရေးနဲ့ကြီးကျယ်ခမ်းနားမှုကိုဦးတည်လာကြတာကြောင့်ဝမ်းနဲ့ဖွယ်ရအဖြစ်အပျက်တွေနဲ့ကြုံတွေ့လာရတာပါပြီးခဲ့တဲ့တလောပိုင်းကတင်အလှမှာတချင်းဖွင့်လှစ်ဖို့စောင်းပေါက်900ကနေစောင်းပေါက်နဲ့ဓာတ်ကြိုးညှိသွားတာကြောင့်စောင်းပေါက်ပိုင်ရှင်ကားမောင်းသူနဲ့လူငယ်တချို့ကွယ်လွန်သွားခဲ့ရပါသေးတယ်။တိတ်မကြခင်ရပိုင်းကလည်းအလှတစ်ခုမှာမြင်းနဲ့ရှင်လောင်းလှည့်ရာကနေရှင်လောင်းကလေးလေးတယောက်မြင်းကန်ခံခဲ့ရတာပါ။ဒီအဖြစ်အပျက်တွေဖြစ်ပြီးရပိုင်းအကြမှာပဲကြောက်စဲမြို့လက်ဝဲစုကျေးရွာကအလှမှာနောက်ထပ်မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပြန်တာပါ။ဒီအဖြစ်အပျက်ကလည်းရှေ့ရပိုင်းကဖြစ်သွားခဲ့တဲ့စောင်းပေါက်ဓာတ်လိုက်တဲ့ဖြစ်ရလို့အလှလက်ရမှာငှားရမ်းထားတဲ့ဆင်လေးကဓာတ်လိုက်သေးဆုံးရတာပါပဲ။ဆင်ရဲ့အရန်အမောင်းရှည်ကဓာတ်ကြိုးနဲ့မလွတ်တာကြောင့်ဆင်လေးကတော့ဓာတ်လိုက်ဆုံးပါသွားရကဆင်ဦးစီးနဲ့အလှမသမီးတို့လည်းဒဏ်ရာတွေရရှိခဲ့ပါတယ်။ရွှေစပူအောင်စင်တော်အဖွဲ့ကဆင်လေးကတော့အဲ့ဒီနေရာမှာတင်ဓာတ်လိုက်လို့ရေထဲပြုတ်ကျသေးဆုံးခဲ့ရတာပါ။ဆင်လေးကိုဆင်ဦးစီးကဝယ်ယူမွေးထားခဲ့တာတစ်လကျော်2လသာရှိသေးတာကြောင့်ဆင်နဲ့အကျွမ်းတဝင်မရှိသေးသလိုကျွမ်းကျွမ်းကျင်ကျင်လည်းမထိန်ချောင်းနိုင်ခဲ့ပါဘူး။ဒါကြောင့်ဖားလည်နှစ်ချဲလို့နာမည်ရတဲ့ဆင်လေးကဆင်မကောင်းစွာနဲ့ပဲတိတ်ဆုံးသွားရပါတယ်။ဆင်ဦးစီးကလည်းကံကြီးမလို့သာသတိပြန်ရတာဖြစ်ပြီးအလှမအပျော်ကနေအပြတ်ဖြစ်သွားရစီတာကသတိပြုစရာပါပဲ။တိတ်ဆုံးသွားတဲ့ဆင်လေးလည်းကောင်းရာဘုံဘွားကိုရောက်ရှိပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။ဂျီယာပရိသတ်များလုံးကိုကျေးဇူးတင်ပါတယ်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။